ပို့ reaction တွေကျွန်တော်ရှာဘယ်လိုရှာမလဲပေါ့အဲ့တော့ဒီဒါဆိုလို့ရှိရင်ခုနကျွန်တော်ကြည့်ခဲ့တဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကကျွန်တော် roller support ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ pen support အဲ့တော့ဆိုတော့ဒီကောင်ကိုကျွန်တော်တို့က reaction နဲ့ကိုးစားပြုမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ roller တို့ pen တို့ကျွန်တော်ဖယ်လိုက်မယ်ပေါ့နော်ဖယ်လိုက်ပြီးတော့တကယ်ကတော့ဒီ pen နေရာမှာတော့ကျွန်တော် force ကနှစ်ခုရှိနေမှာ reaction ကနှစ်ခုရှိနေမှာပေါ့နော် vertical ရော horizontal ဒါပေမဲ့ကျွန်တော်တို့ horizontal မှာကြတော့ဒီဘက်မှာ horizontal မရှိတော့သူက horizontal က0ဖြစ်သွားမှာအဲ့တော့သူက horizontal ကိုကျွန်တော်ထည့်စဉ်းစားတာမလို့အဲ့တော့ vertical တစ်ခုရှိမယ်ဒီဘက်မှာလည်းကျွန်တော်တို့ကaprès vertical တစ်ခုရှိမယ်အဲ့တော့ဒီကောင်ကဒါ100ပေါင်ကကျွန်တော်အလဲတက်မှာကျွန်တော်9ပေဒီအလဲတက်မှာရှိနေတာမို့လို့သူကတရားတော့လွယ်တယ်ပေါ့နော် reaction ကဒါတစ်ဝက်စီရောက်မှာပေါ့ဒီဘက်ကိုကျွန်တော်တို့က50ပေါင်ရှိမှာပေါ့ဒါတော့လွယ်တယ်တွက်စရာမလို50ပေါင်စီရှိမှာအဲ့တော့ဒါကလွယ်တယ်အဲ့တော့ဒါမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကနောက်ထပ်တစ်မျိုးပေါ့နော်နောက်တစ်မျိုးဆိုတာဒီ force ကအဲ့အပေါ်က apply လုပ်နေတဲ့ force ကအလဲတက်မှာရှိတာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီလားလောက်မှရှိမယ်100ခုန100ပဲပေါ့ဆိုရင်100ဥမာကျွန်တော်ဒီမှာ AB ပေါ့နော် AB ရှိမယ်အဲ့တော့ reaction ကလည်းဒါ reaction တစ်ခုရှိနေမယ်အဲ့တော့ဒီကနေကျွန်တော် distance ကဒါကျွန်တော်ဆိုပါတော့ကျွန်တော်ကဒီကောင်ကို10ပေးထားလိုက်မယ်ပြီးတော့ဒီဘက်မှာကျတော့ကျွန်တော်2ပေးပေးထားလိုက်တော့ဆိုတော့ဒီအခြေအနေမှာဆိုလို့ရှိရင်တော့သူကအတူတူဖြစ်မှာမဟုတ်တော့ဘူးဖြစ်မှာမဟုတ်တော့ဘူးအဲ့တော့ဘယ်လိုရှာလို့ရလဲဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ကိုဒီ equilibrium moment equilibrium equations နဲ့ရှာလို့ရတယ်ကျွန်တော် mechanism ဒီ basis mechanism မှာကျွန်တော်သင်ခဲ့တဲ့ equilibrium equation နဲ့ရှာလို့ရတယ်အဲ့တော့ဘယ်လိုရှာမလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာ point A မှာကျွန်တော် moment လဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ B1 ဆိုတဲ့တန်ဖိုးကရလာမှာဖြစ်တယ်အဲ့တော့ကျွန်တော် moment လဲမယ်ဆိုလို့ရှိရင်ဒီ summation ကျွန်တော်တို့ MA equal to 0နဲ့ပေါ့အဲ့တော့ကျွန်တော်တို့ clockwise ကိုအပေါင်းနဲ့ယူလိုက်မယ်အဲ့ဆိုလို့ရှိရင်တော့100က10ပေနဲ့4မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကတော့ကျွန်တော် minus နော် counter clockwise ဆိုတော့ minus နဲ့ -by ပေါ့ b1 ကကြတော့ကျွန်တော်7နဲ့4လဲမှာအတူ0 okay ဒါဆိုလို့ရှိရင်ကျွန်တော် b1 ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ80ဖြစ်မှာပေါ့နော်ဒီတော့ဘာသွားမယ်ဆိုလို့ရှိရင်10အဲ့တော့80အဲ့တော့ B1 က80ရမယ်အဲ့တော့ B1 80ရမယ်ဆိုလို့ရှိရင်ကျွန်တော် A1 ကဒါ20ရမှာပေါ့တိုတယ်ကဟောဆိုတော့တိုတယ်က100ဆိုတော့ပေါ့နော်ကျွန်တော်ဒီမှာ20ပေါင်ရှိမယ်ဒီမှာကျွန်တော်80ပေါင်ရှိမယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဘယ်လိုformula ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကဒီ distance ကျွန်တော်10ပေဆို distance ကျွန်တော် A လို့ပေးလိုက်A လို့ပေးလိုက်မယ်ကျွန်တော်ဒီဘက်က2ပေကိုကျွန်တော် B လို့ပေးလိုက်မယ်နော် AB အဲ့တော့ကျွန်တော်ဒီကောင်ကိုဒီဘက်မှာပြန်ဆွဲလိုက်မယ်ပေါ့နော်ဘာတစ်ချောင်းပေါ့ဒါကကျွန်တော်တို့ B ပေါ့နော်ဒီ B ရှင်းမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီကနေဒီထိက A ဒီကနေဒီကဒါ B ပေါ့အဲ့တော့ဒီ B1 ကိုလိုချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော် B ရှိမယ်ဒီမှာကျွန်တော် A ရှိမယ်reaction တစ်ခုရှိမယ် reaction တစ်ခုရှိမယ်အဲ့တော့ဒီ reaction တစ်ခုရှာမှာအဲ့တော့ P1 P1 ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒါ B ဖြစ်မှာဒီက B အဲ့ဒါ A အဲ့တော့ဒီ10ကဒါ10ကကြတော့ကျွန်တော် A plus B က10ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် B1 လိုချင်တယ်ဆိုလို့ရှိရင်ဒီ P A ပေါ့ PA ကိုကျွန်တော်တို့ကဘာနဲ့စားမလဲဆိုတော့ဒီ B plus sorry A plus B နဲ့စား
PA ကို A plus အဲ့တော့ကျွန်တော်ကဒီ P ကိုဒီ A နဲ့မြောက်မယ်ပြီးလို့ရှိရင် A plus B နဲ့ဆောင်းဆိုတော့ divide reaction ရမယ်အဲ့တော့ divide reaction ဆိုလို့ရှိရင်ကျွန်တော်ပြောင်းပြန်ပေါ့အဲ့တော့ P ကိုကျွန်တော် B နဲ့မြောက်မယ်ပြီးလို့ရှိရင် A plus B နဲ့ဆောင်း divide reaction လို့ရှိရင် P ကို sorry P ပေါ့နော် P ကို A plus B နဲ့ဆောင်းဒါဆိုရင်ဒီမှာ20ရမယ်အဲ့တော့ကျွန်တော်တွက်ကြည့်မှာပေါ့နော် P ဆိုတော့ PB ကကျွန်တော် PB တွက်ကြည့်မှာဆိုတော့ကျွန်တော်ဒီမှာ P က100 B က20ဒီကောင်ကိုကျွန်တော် A plus B က10 sorry A plus B ဟုတ်တယ်10ပေါ့နော်10ဆိုတော့B က2 feet B က2 feet အဲ့တော့ A plus B က20အဲ့ဆိုလို့ရှိရင်ကျွန်တော်တွက်လိုက်မယ်ဆိုလို့ရှိရင်10ကျေအဲ့ဆို20ဖြစ်မှာအဲ့ဒီနောက်ပါ20ပေါ့နော်ဒီမှာ20ပေါ့အဲ့တော့ဒီ formula တွက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကfirst တခုရှိနေမယ်ပေါ့နော် first တခုရှိနေမယ်ပြီးတော့ဒီ base တစ်ခုက AB ဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်က divide reaction လို့ဆိုလို့ရှိရင် AB by A plus B divide reaction ဆိုလို့ရှိရင် BA by A plus B ဆိုဒါကကျွန်တော်တို့ဒီ point လောက်အတွက်ပေါ့ point လောက်အတွက်ဖြစ်တယ်အဲ့တော့ကျွန်တော် UDA လောက်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော် UDA လောက်အတွက်ဆိုလို့ရှိရင်ကျွန်တော်ကဒီ UDA လောက်မှာလဲကျွန်တော် uniform ဖြစ်နေရင်တော့ uniform ဖြစ်နေမယ်ဆိုလို့ရှိရင်တော့လွယ်တယ်ပေါ့နော်ဒါမျိုး uniform ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ sorry ဒါက omega ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုကျွန်တော် L ပေါ့အဲ့တော့ divide reaction လို့ရှိရင်ဆိုလို့ရှိရင်ဒါ omega L by 2ပဲလွယ်တကူပေါ့နော် divide reaction ဆိုလို့ရှိရင်လည်း omega L by 2ပဲဒါ uniform ဖြစ်နေလို့ဒါကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကဒီဟောပေါ့နော်ဒီ shape မဟုတ်ပဲကျွန်တော် triangular shape တွေပါဆိုလို့ရှိရင်တော့ဘယ်လိုတက်မလဲအဲ့တော့ကျွန်တော်ဒီမှာကျွန်တော် member တစ်ချောင်းရှင်းပြီးလို့ရှိရင်ကျွန်တော်ဒီ okay လုံနေကကြတော့ဒါမျိုးလာတယ်ပေါ့နော်ဒီကနေကျွန်တော်ဒီကနေဒီထိပြသွားမယ် angular shape ဖြစ်နေမှာဒါဆိုလို့ရှိရင်ဒီကောင်ကဒါ omega မြင့်ဆုံး omega ပေါ့ဒီဘက်မှာကျတော့ကျွန်တော်0ဖြစ်နေမယ်တော့ဒီကောင်ဒါဆိုလို့ရှိရင်သူက L သူတွေက L ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်တော့ဘယ်လိုတွက်မလဲပေါ့တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော် point လုပ်နေနဲ့ပြောင်းလိုက်မယ် point လုပ်နေနဲ့ပြောင်းလိုက်မယ် point လုပ်နေပြောင်းလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့force က P ကဆိုတော့ကျွန်တော်ဒီမှာရှိမယ်ဒါ P ပေါ့အဲ့တော့အဲ့ P ကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်သူကဒီ area နဲ့ညီတယ်ဒီ triangle ရဲ့ဒီ triangle area နဲ့ညီတယ်အဲ့တော့ဒီမှာ omega ရှိမယ် L ရှိမယ်အဲ့တော့ P ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင် 1.2 omega L ဖြစ်မယ်ပေါ့ဒါဆိုရင်သူက P ရပြီ P ရတော့ကျွန်တော်ဒီမဲ့ဒီ distance ကဘယ်လောက်မှရှိမလဲဆိုတာကျွန်တော်ကဒါလည်းကျွန်တော်တို့သိပါတယ်ဒါသူကဒီဘက်ကနေဆိုလို့ရှိရင်တော့1သားမှရှိတယ်ပေါ့နော်ဆိုတော့ဒီ1သားမှဘာလို့ရှိတယ်ဆိုတာလည်းကျွန်တော်ဗီဒီယိုတွေမှာတော့ကျွန်တော်ပြောထားတာရှိတယ်ပေါ့နော်အဲ့ဒါလေးပြန်ရှာပြီးတော့ကြည့်လို့ရတယ်ဆိုတော့ဒီကနေဆိုပြီးကျွန်တော်1သားမှရှိတယ်အဲ့တော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီကနေကျွန်တော်1/3 L မှာဒီ P ရှိမှာပေါ့နော် P ရှိနေမယ်ဒီဘက်မှာကျတော့ကျွန်တော်က2/3 L ရှိမှာပေါ့အဲ့တော့ဒါဆိုလို့ရှိရင်တော့ reaction တစ်ခုဒီ divide reaction ကိုဘယ်လောက်ရောက်မလဲ divide reaction ကိုဘယ်လောက်ရောက်မလဲပေါ့နော် divide reaction ကိုဘယ်လောက်ရောက်မလဲဆိုတာကျွန်တော်တွက်ရမှာဖြစ်တယ်အဲ့တော့ဒါဆိုလို့ရှိရင်တော့တွက်လို့ရပြီဒါဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ကိုကျွန်တော်ဒီsimplify လုပ်လိုက်တာပေါ့နော်ဒါဆိုလို့ကျွန်တော်ဒီ member တစ်ခုရှိမယ်ပြီးလို့ရှိရင်ဒီမှာ force တစ်ခုရှိမယ်အဲ force တာပို့ရတာ1/2 omega L ဆိုတဲ့ force တစ်ခုရှိမယ်ဒီကနေဒီ T ကဒါရှိမယ်ဒီကနေဒီ T က sorry 2/3 ရှိမယ်ဒီကနေဒီ T ကဒါ 1/3 ရှိမယ်ဒါဆိုလို့ကျွန်တော်တွက်လို့ရဒီ reaction တစ်ခုကို sorry reaction တစ်ခုကိုတွက်လို့ရတွက်တာခုနအတိုင်းပဲကျွန်တော် moment လေလိုက်လို့ရတယ်ပေါ့နော်အဲ့တော့သူကဒီမှာ A ဆိုပါတော့ဒီမှာ B ဆိုပါတော့အဲ့တော့ moment လေလိုက်လို့ရတယ်အဲ့တော့ summation MA equal to 0နဲ့လိုက်ဒါပဲလေလိုက်မှဆိုရှိရအဲ့တော့ဒီ force က1 သားနဲ့လဲမယ်
ဒီ force က1သားနိုင်အဲ့တော့ဒီ force က1/2မြောက် omega L ပေါ့နော် omega L ဒါ force ကိုဖြစ်တယ်အဲ့ဒါကိုမှကျွန်တော်က1သားနိုင်တယ်1/3 N နဲ့လေးပြီးလို့ရှိရင်ဒါ minus ဒီကောင်ကကြတော့ကျွန်တော်ကဆိုပါတော့ဒါကိုကျွန်တော် B1 လို့မှတ်လိုက်မယ်ပေါ့နော်အဲ့တော့ B1 ကကြာဘာလဲလေမှာဆိုတော့တစ်ခုလုံးဆိုတော့ L ပေါ့ပြီးတော့အဲ့တော့ကျွန်တော် B1 ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီဟာကိုဘက်မှာတွားပြီးတော့စားမှာပေါ့အဲ့တော့ B1 ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီတစ်ခုကဒါမြောက်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲ1/2 နဲ့ဒီ 1/3 နဲ့မြောက်မယ်ဆိုလို့ရှိရင် 1/6 ရမယ်1/6 ရမယ်ဒီတော့ omega ဆိုတော့ omega L square ဖြစ်မယ်1/6 omega L square ဖြစ်မယ်အဲ့တော့အဲ့ဒါကိုမှကျွန်တော်ဒီ L နဲ့တွားပြီးတော့စားရမှာပေါ့နော်ဒီတစ်ခွင်းလုံးကမှာL နဲ့တွားပြီးတော့စားမှာ 1/L အဲ့ဒီအောင်စားလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့omega L by 6ဖြစ်တော့မယ်အဲ့တော့ဒီဟာ omega L by 6ဖြစ်မယ် omega L by 6ဖြစ်မယ်အဲ့တော့ဒီဘက်မှာဘယ်လောက်ဖြစ်မလဲကျွန်တော်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် omega L by 2ဖြစ်ရမှာပေါင်းလိုက်မယ်ဆိုတော့ပေါင်းလိုက်မယ်ဟုတ်တယ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က omega L by 2ဖြစ်ရမှာပေါ့နော် omega L by 2ဖြစ်ရမှာဒီမှာကျတော့ကျွန်တော် omega L by 6ဖြစ်နေတယ်အဲ့တော့ဒီဘက်မှာကျန်တဲ့ဟာဘယ်လောက်ကျန်မလဲဒါဆိုလို့ရှိရင်တွက်လိုက်ဒီကနှုတ်လိုက်လို့ရတာပေါ့နော်နှုတ်လိုက်လို့ရအဲ့တော့ omega L by 2 minus omega L by 6ဆိုတော့လောက်ရမယ်ဒါဆိုလို့ရှိရင်ဒီကောင်က3နဲ့ပေါ့နော်အဲ့တော့3ဆိုတော့အပေါ်မှာဘယ်လောက်ရှိမလဲဆိုတော့2 omega L by 6ဟုတ်နော်အဲ့တော့သူက1/3 omega L ပေါ့လောက်ရမှာပေါ့နော်1/3 omega ဒီဘက်မှာကျတော့ကျွန်တော်က1/3 omega L ရမယ်အဲ့တော့ omega L by 3 ရမယ်ပေါ့ဒီဘက်မှာကျတော့ omega L by 6 ရမယ်ဆိုတော့အဲ့လိုရှာတာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုပဲဘယ်ပုံစံမျိုးပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့ကျွန်တော်ကဒီမှာကျွန်တော်က point လောက်ကတစ်ခုတည်း moment တစ်ခုဖြစ်နေမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကရှာလို့ရတယ် moment လဲပြီးတော့ moment ကောက်ပြီးတော့ရှာလိုက်ရင်ပဲတစ်ဖက်ရပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကြတော့ကျွန်တော်နှုတ်လိုက်ရင်ပဲနော်ဒါပေမဲ့ဒါမျိုးကျွန်တော်တို့ point တစ်ခုတည်းသာရှိနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ formula တွက်လိုက်လို့ရတယ်ပေါ့နော်ဒီ formula ကလည်းလို့ရကြမလို့ကျွန်တော်တို့ကမရရင်လည်းပြဿနာမရှိဘူးကျွန်တော်တို့ဒီ moment လဲပြီးတော့ရှာလိုက်လို့ရှိရင်ရတယ်ဒါကျွန်တော်တို့ကဒီ reaction ရှာပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတော့ဆိုရင်တော့ရမယ်ဖြစ်ပါတယ်အဲ့တော့ပြုလုပ်တင်ပါတယ်